နေရမ်းပူနေတဲ့အချိန်မှာသူ့အမေကစိုက်ကဲနဲ့အပြင်သွားဖို့လုပ်နေတော့မှလိုက်ချင်လို့ပူစာနေတဲ့ကလေးတယောက်ရှိရဲ့သူကဇွတ်တင်လိုက်ချင်တဲ့အခါမေမေလည်းမတက်တာပဲခေါ်သွားလိုက်ရတယ်ညနေကျတော့သူဖျားပါလေရောနေပူပူမှချွေးတွေကထွက်ပြီးအရန်ပူတဲ့ဒုက္ခကိုခံစားရတာမတက်တာဘူးပေါ့ကွယ်ကစားလည်းမကစားရတော့ဘူးလေသူအရန်နောင်နာရသွားတယ်နောက်တစ်ခါမေမေစကားနားထောင်မှမယ်လို့ကတိပေးလိုက်တယ်မေမေစကားမှန်သမျှသားသမီးတွေအတွက်အဆအဆရာရာကောင်းမွန်လာစေဖို့ပြောတယ်ဆိုတာကိုသူသိသွားတာပေါ့ကွယ်ဒုတိယပုံမြင်လေးကတော့ချိုးသားစွာအပြောခံရတဲ့ကလေးနဲ့အဆူခံရတဲ့ကလေးဘာကွာလဲဆိုတာပါပဲဒီနေ့တော့မေမေနဲ့မမီကလက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုသွားခဲ့ကြတယ်အဲ့ဒီမှာအဆူခံနေရတဲ့ကလေးကိုမမီတွေ့ခဲ့ပါတယ်ဒါနဲ့သူကမမေကိုမေးလိုက်တယ်မမေဘာလို့ तू ကအဆူခံနေရတာလဲတနာပါရနော်မမေအဲ့လိုမေးလိုက်တယ်ဒါနဲ့မေမေကပြောတယ်သမီးလေးသိချင်ဆက်ပြီးတော့စောင့်ကြည့်ပေါ့မမေသူ့မိစိတ်ဆူမ तू ကလောက်တယ်နော်မမေဟုတ်တာပေါ့သမီးရောအဲ့လိုလားပြန်တွေးကြည့်ပါသမီးရောဘာလို့အဆူမခံရတာလဲသမီးကမမေလောက်ရင်ချချင်းလောက်တယ်လေဟုတ်တာပေါ့မေမေလိုအပ်လို့ပြောတဲ့အခါတိုင်းသမီးရချချင်းလောက်တယ်လေအကြာကြီးအချိန်ဆွဲပြီးမှလောက်တာမျိုးမရှိဘူးပေါ့အဲ့တော့သမီးရဲ့စိတ်အရန်ဆိုပြီးမှစကားနှထောင်တဲ့ကလေးကတော့အမြဲအဆူခံရတာပေါ့လိုအပ်လို့လူကြီးသူမကညွှန်ကြားတဲ့အခါချက်ချင်းထားလုပ်တဲ့ကလေးကိုတော့အားလုံးကဝိုင်းချစ်ကြတာပေါ့ချူချူတတနဲ့ပြောတာလဲခံရတာပေါ့ကွယ်ဘာလို့လဲဆိုတော့သူကအားလုံးအတွက်စိတ်နှောက်အယှက်မရှိပဲအရန်အဆင်ပြေအရန်လိမ်မာတဲ့ကလေးလေးဖြစ်နေတာကိုအဲ့တော့ကစားစရာတွေစော့ပြီးတဲ့အခါမှာပြန်သိမ်းမိုးကကိုတောင်ဝင်မဲမဟုတ်လားကိုတောင်ဝင်ကိုကြေလို့ရှိရင်အဆူလည်းမခံရဘူးငေါ့လည်းမခံရပါဘူးသမီးရဲ့အားလုံးကဝိုင်းပြီးတော့ချစ်ကြပါတယ်နောက်ထပ်ပုံမြင်လေးကတော့သူမတကယ်ပဲအားနေသလားဆိုတာပါပဲဒီနေ့တော့မမေနဲ့မီမီကသူ့အကိုဝမ်းခွဲအိမ်သွားလဲကြတယ်အဲ့ဒီမှာသူတို့အတူတူစော့နေကြတော့သူ့အကိုကကျမကိုလာပြောတယ်တီတီရေဟိုကလေးလေးကတားရုပ်ယူသွားတယ်ငုံမမဲ့နဲ့ပေါ့အဲ့ဒီမှာကျမတော်တော်စိတ်မကောင်းဖြစ်သွားတယ်တားရဲ့အဲ့ဒါကိုတားကဒီလိုပဲကြည့်ပြီးနေခဲ့တာလားတီတီတာဒီညမှာမရှိရင်တားဒီကိစ္စကိုဘယ်လိုလုပ်မှာလဲလို့မေးလိုက်တယ်ဒါနဲ့ပဲသမီးလေးကချက်ချင်းဆိုသလိုပဲခုနကကလေးစီပြေးသွားတယ်အကျန်းဖတ်ခြင်းမရှိပဲသူ့အကိုရဲ့အယုံမို့လို့သူ့အကိုစော့နေတာမို့လို့အခုပြန်ပေးပါလို့ပြောပြီးတော့ယူလာခဲ့ပါတယ်ဒါနဲ့ကျမလည်းတူလေးကိုပြောလိုက်တယ်တားရီနောက်တစ်ခါတားပစ္စည်းကိုခွင့်မပြုပဲယူရင်မကြိုက်ကြောင်းတားကပြက်ပြက်တသားစိတ်ထဲရှိတာကိုညင်းရမယ်နော်ဒီလိုလေးတားလေးကိုမှားတဲ့အခါသူကလည်းနားထောင်နေရှာပါတယ်ဒီအကြောင်းအရာလေးကိုကြည့်တဲ့အခါမှာဒါတွေကဘလို့ကြွားချခဲ့တယ်လဲဘာလို့များတချို့ကလေးတွေကစိတ်ထဲရှိတာကိုပုပ်ပွင့်လင်းလင်းမပြောရဲတာလဲဒါကတော့ငါပြောရင်သူနားထောင်မှမလားလို့ကိုယုံကြည်မှုမရှိတဲ့စိတ်ကနေအခြေခံလာတာပါပဲဒီတော့မိမိလေးကိုသူ့မမေကဘလို့ပုံသွင်းခဲ့တယ်လဲမမေကအလုံးလုံးနေတာကိုခဏရက်လိုက်တယ်ဘာလို့လဲဆိုတော့မိမိလေးကစကားတွေအားရပါရလာပြောနေလို့ပါပဲမိမိလေးစကားလာပြောတဲ့အခါမမေကသူ့အလုပ်တွေကိုရက်ပြီးတော့တလေးတစားနဲ့နားထောင်တာပါတာဝန်ကျေုံမဟုတ်ပါဘူးမိမိလေးကလည်းသူ့ရဲ့အကြောင်းအရာတွေတခုမကြံလုံးစိပတ်စိပြောပြပါတယ်ပြောပြရတဲ့ထုံးစံတိုင်းသူ့မိကုံးလေးတွေလည်းစတင်ပါလေရောအဲ့ဒီလိုသူ့မိကုံးလေးတွေကိုလည်းမမေကတခုမကြံထင်မြင်ချက်လေးတွေနဲ့ရှင်းပြပြောပြပေးပါတယ်ပြီးတော့မှလှုပ်လက်စားအလုပ်တွေပြန်လုပ်တာပေါ့ရှင်ဒီတော့ကိုယုံကြည်ချက်ရှိတဲ့ကလေးဖြစ်ဖို့ဆိုတာဒီလိုအကြောင်းအရာလေးကလည်းတစ်စိတ်တစ်ပိုင်းပါဝင်တာပေါ့အတုံးမကျတဲ့ကလေးဆိုတာမရှိပါဘူးထက်မြက်တဲ့ကလေးဖြစ်အောင်ပုံသွင်းခံထားရတဲ့ကလေးနဲ့ပြစ်ထားခြင်းခံရတဲ့ကလေးနှစ်မျိုးပဲရှိတာပါရှင်